အားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ United တို့ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်လက်ရှိလို့စမှာကျွန်တော်တို့ Manchester United လှုပ်ရှားနေတဲ့ကိုတမအပြောင်းရွှေ့ပါဝင်ဂျီဒန်ဆန်ရှူကိုအပြောင်းရွှေ့လေးနဲ့ပတ်သက်ပြီးလည်းပြောကြည့်အောင်ပါလက်ရှိလို့စရှိနေရဆိုလို့ရှိရင်တော့ Fabrizio Romano ကဂျူဗန်နဲ့နာပိုလီနဲ့တဲ့လုံးကဆန်ရှူရဲ့လူခလာစာတောင်းဆိုမှုကိုလာယုံဆန္ဒမရှိကြဘူးပေါ့လေကလပ်နဲ့တန်းစလုံးအတွက်ပြောင်းရွှေ့ခြင်းပေါင်25တန်းပေးဆောင်မှုပြဿနာမရှိပေမဲ့လို့ကစားမရဲ့လူခလာစာကိုပေးရှိဖို့ကတော့နှစ်တန်းစလုံးအတွက်အခက်အခဲရှိနေရဆိုပြီးတော့ရိုမန်နိုကပေါ်ပြလာတယ်ဒါကဘယ်လိုပြောရမလဲဗျဆိုတော့ဂျီရန်ဆန်ရွှေ့ပြောင်းရွှေ့ကကျွန်တော်ထင်တယ်လို့မလွယ်ဘူးဆိုရဲသဘောပဲဆိုတော့မနေ့တနေ့ကမှကျွန်တော်ပြောခဲ့တယ်ဂျီရန်ဆန်ရွှေ့နဲ့နာပိုလီတို့ကြားဂျူဗန်တို့ကြားထဲမှာဆိုရှင်သဘောတူညီမှုရခါလူကြီးပါဂျူဗန်တက်ကလည်းမန်ချက်စတာယူနိုက်တက်လူချင်းနဲ့ပေါင်25တန်းကိုပြည့်ရှိမှုအဆန်တဲ့မဲ့ကမ်းလှမ်းမှုတော့လုပ်ခဲ့ပြီးပြီဟောဆိုဆွေးနွေးမှုကအဆန်ပြေခဲ့ပြီဗျယူနိုက်တက်ကသဘောတူညီမှုရတယ်ကစားမနဲ့ဒုက္ခလာစာပိုင်းနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရဖို့လူလားဒါပေမဲ့လက်ရှိလို့စမှာတော့ဂျီရန်ဆန်ရှူရဲ့ဒုက္ခလာစာပိုင်းနဲ့ကြီးရတဲ့အချိန်ဒီမှာအများကြီးအရှိတွေကောင်းတဲ့ပုံမပေါ်ဘူး။နောက်ကစားမရဲ့ဒုက္ခလာစာပိုင်းနဲ့ပတ်သက်ပြီးတော့တနည်းကဖီနဘာရှီတို့ကန်လန်းနဲ့ဒီပေါင်20တနေ့မှာ12တန်းဆိုတော့တစ်လမှာတစ်ပတ်ကို2သိန်းခွဲနဲ့သဘောတူညီမှုရဖို့ဒီကောင်းညိတ်ထားတယ်ဗိုလ်လီဆန်ချိုကတော့လက်ရှိလို့စရှင်နေရကြည့်မှဆိုရှင်သူတစ်ပတ်2သိန်းခွဲလူချင်တဲ့အရှိနေပဲဒါပေမဲ့တချို့သောနာပိုလီတို့ဂျူဗန်တက်တို့လိုအသင်းတွေအတွက်ကြတော့တစ်ပတ်2သိန်းခွဲဆိုတဲ့ပေးရှိမှုကလုံးဝထိတ်တန်းပလီယာတယောက်ပဲပေးရကြဆန်ချိုလိုလက်ရှိလို့စမှာဟိုမရောက်ဒီမရောက်ကစားမှာပဲသူမှတစ်ပတ်2သိန်းခွဲပေးဖို့ပလန်မရှိဘူးဆိုတော့ဂျင်းဆန်ချိုရဲ့အရှိတွေကအဲ့ဒါလိုမျိုးဖြစ်နေတယ်ဗောလေအဲ့ဒါလိုမျိုးဖြစ်နေတော့ကျွန်တော်ဆန်ချိုရဲ့အရှိများအများကြီးခက်ခဲတယ်ဆိုတော့စဉ်းစားကြည့်ရလို့ရှိရင်ဗျာနာပိုလီတို့ဂျူဗန်တက်တို့ဆိုတာဂျင်းဆန်ချိုလက်ရှိမှာပြောင်းရွှေ့ဖို့တော့အကောင်းဆုံးအသင်းတွေ2026ကမ္ဘာဖလားမှာဝင်ရဖို့သူရဲ့စွမ်းဆောင်ရည်တွေရှည်စွမ်းတွေကိုပြန်မြင့်တင်ဖို့ကစားမကယ်ရီယာပြန်တိစောက်ဖို့အတွက်သူလုံးဝပြောင်းရွှေ့တဲ့ကလပ်တဲ့နေဖြစ်တယ်ဆိုတော့ဒါပေမဲ့ဂျီဒန်ဆန်ချိုကတော့လောက်ခလာစာနဲ့ပတ်သက်ပြီးတော့သဘောတူညီရဖို့ခက်ခဲနေရပေါ့လေတော်တော်လေးတိုင်ပတ်ပါတယ်ဂျီဒန်ဆန်ချိုကြောင်းပြောတာဒါပေမဲ့ကျွန်တော်ကတော့ခက်ခဲတယ်လို့ဆိုပေမဲ့နောက်ဆုံးမှာဂျီဒန်ဆန်ချိုနဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေပြင်ဆင်သွားမလဲဘယ်လိုစသွားမလဲဆိုတာကလည်းကျွန်တော်တို့အဖြစ်သွားမှာပေါ့လေလက်ရှိလို့စမှာတော့ဒီ agent တွေပါတွေရဲ့လှုပ်ရှားမှုတွေကလည်းဆန်ရွှေရဲ့အပြောင်းရွှေ့တဲ့တစိမ့်တဒေတာဒီလိုမျိုးဟာတွေပါနေလိမ့်မယ်လို့ကျွန်တော်ယူဆတယ် agent တွေကလည်းသူတို့ရနေတဲ့လာစာနဲ့လောက်ခလာစာရဲ့ percentage နဲ့ပတ်သက်ပြီးတော့ရောမခံခြင်းတဲ့အတွက်ကစားမကလောက်ခလာစာရှုပ်ဖို့မရှိဘူးဆိုတဲ့အချိန်နဲ့တင်းခံထားတာမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်အဓိကအပြောင်းရွှေ့ဆွေးနွေးတဲ့နေရာမှာ agent တွေကလည်းတစိမ့်တဒေတာကပါဝင်နေတာကိုဆိုတော့ကစားမနဲ့ပုံမှုဆိုင်တဲ့သဘောတူညီရဖို့ကagent တွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကပါတယ်။တော့ဒီနေရာမှာအဲ့လိုမျိုးပေါ့ agent နဲ့ပတ်သက်ပြီးတော့နည်းနည်းရှုပ်ထွေးနေတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ဂျီရန်ဆန်ရှိုရဲ့သူ့ရဲ့အနာဂတ်ကိုနောက်ပိုင်းမှာကောင်းကောင်းဖြတ်သန်းကျင်နေဆိုလို့ရှိရင်တော့လောက်ခလာစာရှုပ်မှာပဲရမယ်။ဆိုတော့အပြောင်းအရွှေ့လုံးဝမဖြစ်မြောက်ဘူးလေကျွန်တော်ကတော့မပြောချင်သေးဘူး။လက်ရှိလို့ဆိုမှကျွန်တော်စောင့်ကြည့်အောင်မယ်ရှိတယ်။ဂျီရန်ဆန်ရှိုရဲ့နောက်ပိုင်းမှာသူ့အနေနဲ့ဘယ်လိုဆုံးဖြတ်ချက်ချသွားမလဲပေါ့လေ။ဆိုတော့ United မှာမနေဘဲနဲ့အရှာဒီနာပိုလီတို့ဂျူဗန်တို့ကိုပြောင်းသွားတာကတော့သူ့အတွက်အကောင်းဆုံး option တွေဖြစ်တယ်။ဒီမှာမဟုတ်ဘဲနဲ့သူကုတ်ကပြီးတော့လာစာ3သိန်းခွဲယူပြီးတော့ United မှာပဲဆက်နေမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အနာဂတ်အတွက်ကောင်းတာဘာမှရှိသွားမှာမဟုတ်ဘူး။ Career ကလည်းကစားမဘွားကလည်းဒီအချိန်မှာပဲတုံးသွားရမယ့်အချိန်ရှိတယ်။ United မှာစာရှုပ်တန်းကုန်ထိသူနေသွားလို့ရှိရင်နောက်ဆိုလို့ရှိရင်သူလာစာ3သိန်းခွဲမပြောနဲ့1သိန်းခွဲရအောင်တော့တေချာတော့မယ့်အချိန်မရှိဘူး။အဲ့တော့သူဘာကိုရွေးမလဲဘာတွေကိုရမ်းမလဲပေါ့လေ။ဂျန်ဆန်ရှိုနဲ့သူ့ရဲ့ Career သူ့ရဲ့ဘဝအတွက်သူကိုယ်တိုင်ဆုံးဖြတ်ရမယ့်အချိန်ကိုရောက်နေပြီဖြစ်ပါတယ်။ဆိုတော့ညီကိုနဲ့ရောဘယ်လိုတွေထင်မြင်စကြလဲဆွေးနွေးကြပါအောင်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးပါနောက်ထပ်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုလို့ချင်းတော့ဂျက်ကိုဘန်ကတော့ Brian Mbeumo ကကျွန်တော်နဲ့လာမယ့်ဘက်ထဲမှာစစ်စစ်မှုခံယူဖို့ရှိမယ်လို့ယူဆရတယ်ဆိုပြီးပို့ပြထားတယ် Mbeumo ရဲ့အပြောင်းအရွှေ့မျိုးဖြစ်ဖို့လိုပါတယ်ကျွန်တော်ကလည်းလာမယ့်ဘက်ထဲမှာ Mbeumo ရဲ့အပြောင်းအရွှေ့ဖြစ်မှာတော့လိမ့်မယ်လို့ယူဆတယ်အခုလက်ရှိလို့ကျွန်တော်တို့2သန်းကြားမှာဒီပေးရှိမှုပတ်စံက63တန်းလောက်နဲ့သဘောတူညီမှုရသွားပြီအပေါ်စုကြည့်တွေဘယ်လိုပေးမယ်ရေးကြဘယ်လိုပေးမယ်ဆိုတော့သူတို့ဒီတီးကြတဲ့အချက်လက်တွေကိုဆွေးနွေးနေလို့ MMO ရဲ့အပြောင်းရွှေ့က Brentford ဘက်ကမီးစိမ်းမပြသေးတာဖြစ်တယ်။ MMO ရဲ့အပြောင်းရွှေ့ကို Brentford ဘက်ကမီးစိမ်းပြတာနဲ့ MMO ကလည်း United ကိုပြေးလာမှာဖြစ်တယ်ပေါ့လေ။သူရဲ့အပြောင်းရွှေ့ခြင်းဆုံးသောကလပ်အသင်းတွေကတသန်းကလည်း United ပဲဖြစ်နေတယ်။ Spurs တို့ Aston Villa တို့ကိုလုံးဝ Newcastle တို့အသင်းမျိုးတွေကိုညင်းပြီးတော့ဗျာသူ့ဆရာ Thomas Frank ပြောင်းသွားတဲ့ Tottenham Hotspur ကိုညင်းပြီးတော့မှ MMO က United ကိုပြေးလာမယ့်ကစားမှာဖြစ်ပါတယ်။မီးစိမ်းပြပြီဆိုတာနဲ့ရှက်ရှင်း MMO ရ United ကိုရောက်လာဖို့ရှိပါတယ်ဒါကတော့ MMO နဲ့ပတ်သက်ပြီးတော့ပါဆိုတော့ဂိုးသမားရဲ့အရှိန်နဲ့ပတ်သက်ပြီးတော့လက်ရှိလို့ဆို
ဒီအာဖရိုဒိုပီလူလာရဲ့ပုံပြချက်အရဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်က အန်ဒရီ အိုနာနာကိုရောင်းချခြင်းနေတယ်ပေါ့လေရောင်းချဖို့လည်းဆန္ဒရှိနေတယ်အလန်နန်ဂိုသမားမာကိုကာနီစီရှိဒီဂိုသမားနဲ့ပတ်သက်ပြီးကျွန်တော်ခုမှသိရနာမည်တော့တိတ်မဖတ်တတ်ဘူးပေါ့လေကာနီဆန်ရှိကိုခေါ်ယူဖို့အတွက်ပေါင်34တန်းအသက်ပြင်ထားတယ်ပေါ့ကစားဂိုသမားမမြင်ဘူးဆိုလို့ရှိရင်တော့ဖူးမတ်တို့ဘာမှသွားကြည့်လို့ရတယ်ဂိုသမားကာနီစီရှိပေါ့လေအတလန်တန်အသင်းရဲ့ဂိုသမားဆိုတော့ရှာကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်တမ်ပလိတ်မှာလည်းထည့်ပေးရတယ်ပေါ့ဒီဂိုသမားကိုမန်ချက်စတာယူနိုက်တက်ကပေါင်34တန်းပေးပြီးတော့ခေါ်ဖို့အသင့်ပြင်ထားတယ်ပေါ့အတလန်တန်အသင်းနဲ့ဆွေးနွေးဖို့ရှုပ်ပြုလုပ်ခဲ့ရမှာတော့အီတလီကပြောင်းရွှေ့ရည်နဲ့34တန်းနဲ့ပုံမြင့်နဲ့38တန်းနဲ့42တန်းကြားမှာလိုချင်ရဆိုပြီးကျွန်တော်သိရတယ်ဂိုသမားပြောင်းရွှေ့ကတော့ဖြစ်နိုင်ရှိကလက်ရှိလို့ဆိုတော့ပြောဖို့အင်မတန်ခက်သေးတယ်ဗျကျွန်တော်တို့တိုက်စစ်ပိုင်းနဲ့ဘယ်လိုပတ်သက်ပြီးတော့ဘယ်လိုလှုပ်ရှားလာမလဲပွဲလီပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလှုပ်ရှားလာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရမှာလက်ရှိဒီဂိုသမားက2028အထိအတလန်တာနဲ့စာရှုပ်တန်းရှိနေတယ်အသက်က24နှစ်ရှိပြီဆိုတော့အဲ့လောက်ကြီးလေးကောင်းတဲ့ဂိုသမားမဟုတ်ပါဘူးလက်ရှိလို့လို့ဈေးကွက်ပေါက်ကြီးက25တန်းလောက်ရှိတယ်25တန်း30ရာရှိတယ်အဲ့ယူနိုက်တက်ကတော့34တန်းအစင်းနဲ့ပြင်လာတယ်ဒါကတော်တော်တန်နေပြီနော်ဈေးကွက်ပေါက်ကြီးယူ25တန်းရှိတဲ့ဂိုသမားတစ်ယောက်အတွက်34တန်းအသက်မြင်လာဆိုရှင်တော်တော်ကောင်းတဲ့ပြင်ဆင်မှုဖြစ်နေဒီထားနဲ့ပဲကမ်းလှမ်းမှုတွေပြင်ဆင်နေမဲ့အတလန်တာကကျွန်တော်ဒီရက်ပုံလိုချင်တယ်42တန်းလောက်ဒီလိုလိုချင်တယ်ဆိုတဲ့အချိန်ဒီမှာကျွန်တော်ပေးတဲ့အချိန်ဒီမဟုတ်ပါဘူးအတင်းကတိုက်စစ်မှုတွေပါအတွက်ကျွန်တော်အများကြီးစဉ်းစားအောင်မယ်ပွဲလိကစားမတွေအတွက်အစီအရှာဖို့အချိန်ရှိသေးတယ်ဆိုတော့အချိန်ဒီစောင့်ကြည့်အောင်ပါဂိုသမားနဲ့ပတ်သက်လို့ကတော့ကျွန်တော်အနေနဲ့လက်ရှိလို့စင်မှာရှေ့မှာလည်းပြောထားပြီးပါကျွန်တော်ဂိုသမားနဲ့ပတ်သက်ပြီးတော့အန်ဒရီ အိုနာနာထွက်မှာပဲဒီပေါင်34တန်းတန်း40လောက်တောင်းနိုင်မယ်ရှိဒါပေမဲ့လက်ရှိလို့စင်မှာပေါင်30နဲ့4တန်းလောက်ထိကိုအစင်းနဲ့ပြင်ထားတယ်ဆိုတာကတော့တော်တော်အံ့ဩဖို့ကောင်းတဲ့လှုပ်ရှားမှုတစ်ခုပဲလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ဒီဂိုသမားအတွက်ကတော့ပေါင်လေး34တန်း30နဲ့အထက်မှာပါဘူးလို့ကျွန်တော်ထင်တယ်တော့ကျွန်တော်အန်ဒရီ အိုနာနာထွက်မှာပဲဂိုသမားနေရာဖို့ပုံများပါတယ်အသင်းဘက်ကတော့အန်ဒရီ အိုနာနာရဲ့နေရာကိုရှင်းလင်းရှုံးနိုင်မဲ့ဂိုသမားတရားခေါ်ခြင်းနေရပေါ့လေပေါ်နိုင်မလားဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်တော့ဂိုသမားနဲ့ပတ်သက်ပြီးတော့ဘာမှသိချာခြင်းမရှိသေးပါဘူးကျွန်တော်ဂိုသမားနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အမ်ဝမ်ဝေနဲ့ဂျင်းဆန်ရွှေအပြောင်းရွှေ့နေပတ်သက်ပြီးတော့ယူရိုနဲ့ရောဘာတွေပြောချင်ကြလဲဆွေးနွေးကြပါအောင်ချီရှုပါပေးကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ထပ်တွေ့ကြအောင်အားလုံးကျေးဇူးပါ